ရှောင်းတာနဲ့ငွေဆောင်ကန်းကြီးမှာဖေးရက်တွေပွဲရရက်တွေဆိုရင်အရင်ကတည်းကဧည့်သည်တွေပိုစီကားလာပြီဒါပေမဲ့စဉ်းစားကြည့်ပါဦးအဲ့ဒီလာသမျှခရီးသည်တွေအားလုံးကကိုယ်ဆိုင်ကိုယ်လုပ်ငန်းစီတိုက်ရိုက်ရောက်လာပါရဲ့လားကိုယ်စီမရောက်ပဲသူများစီရောက်သွားလို့ရတင်ကြလိုက်တဲ့အမြတ်ငွေတွေဆုံးရှုံးနေပြီလားအဲ့ဒီလိုကိုယ့်ရဲ့ဖောက်သည်တွေလက်လွတ်မသွားရအောင်နဲ့ဧည့်သည်တွေကိုယ်လုပ်ငန်းစီတိုက်ရိုက်အလွယ်တကူလာနိုင်အောင်အကောင်းဆုံးကူညီမိမဲ့နီလန်းလေးတစ်ခုရှိပါတယ်ဒါကတော့ချောင်းသာနဲ့ငွေဆောင်ကိုလာမဲ့ခရီးသွားတွေနဲ့ဒေသခံလုပ်ငန်းရှင်တွေကိုတိုက်ရိုက်ချိတ်ဆက်ပေးမဲ့စမတ်ပီ app လေးပဲဖြစ်ပါတယ်ခင်ဗျဒီနေရာမှာမေးစရာမေးခွန်းလေးတစ်ခုရှိလာတာကကိုယ်ဆိုင်တွေကို Facebook တို့ TikTok တို့ပေါ်မှာပေးတင်ပြီးရောင်းနေတာပဲဒီစမတ်ပီ app ကိုသုံးဖို့တကယ်ရောလိုအပ်လို့လားအဖြေကတော့လုံးဝလိုအပ်ပါတယ်အဓိကအကြောင်းရင်းနှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ audience ပြစ်မှတ်ထားတဲ့သူတွေ Facebook နဲ့ TikTok မှာလူတွေကအများကြီးပါပဲသတင်းကြီးတဲ့လူတွေဟာတာကြီးတဲ့လူတွေအများစုတွေမှာကိုယ့်ရဲ့ကြော်ညာဖို့ကတကယ်ခရီးသွားမဲ့သူတွေစီရောက်ဖို့ဆိုတာကမသေးကြပါဘူးဒါပေမဲ့စမတ်ပီကိုသုံးဆွဲတဲ့သူတိုင်းကရှောင်းတာနဲ့ငွေဆောင်ကိုသွားမဲ့ခရီးသွားဧည့်သည်တီးတန့်နေပဲဖြစ်ပါတယ်ခင်ဗျဒါကြောင့်မို့ကိုယ့်ရဲ့လုပ်ငန်းစီကိုတကယ်ဝယ်ယူမဲ့သူတွေစီတိုက်ရိုက်ရောက်စီလို့အစာပေါင်းများစွာပို့ပြီးထိရောက်စေပါတယ်ဒုတိယချက်ကတော့အချိန်ကုန်ရတာပါပဲ Facebook တော့ TikTok မှာပစ္စည်းအသစ်တစ်ခုတင်တိုင်းဈေးနှုန်းတွေတစ်ခုပြောင်းလာတိုင်းပို့အသစ်တွေထပ်ခါတင်နေရတယ်ဈေးတွေတစ်ခုသိဖို့ချက်ပေါက်ကနေလာမေးတာတွေအချိန်ကုန်ခံပြီးဖြေနေရရင်ဧည့်သည်တွေလည်းစောင့်နေရသလိုကိုယ့်အတွက်တကယ်အလုပ်လုပ်ရမယ့်အချိန်တွေလည်းစုံယုံစီပါတယ်ဒါကြောင့် Smart Bee App လေးကိုသုံးမယ်ဆိုရင်ကိုယ့်လုပ်ငန်းအတွက်လုံးဝငွေကြေးကုန်ကျမှုမရှိပဲကိုယ်ပိုင်မီနီ website တစ်ခုရရှိသည်မှာဖြစ်ပါတယ် customer တွေကကိုယ့်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေကိုတနေရာထဲမှာလွယ်ကူတက်ရရနဲ့ဝင်ကြည့်နိုင်မယ်ဈေးပြောင်းတာပစ္စည်းတင်တာတွေကိုဖုန်းထဲကနေအလွယ်တကူလုပ်နိုင်တဲ့အတွက်ကြောင့်ချက်ပေါက်ကနေစာပြန်နေရတဲ့ဒုက္ခလည်းကင်းဝေးသွားမယ်ဧည့်သည်တွေကလိုချင်တာကိုတိုက်ရိုက် order တင်ပြီးရွေးချယ်ဝယ်ယူနိုင်တဲ့အတွက်ကြောင့်မို့အယောင်းအဝယ်လည်းအရင်ကအတွက်ပို့ပြီးတက်လက်သားစေမယ်ကဲဒီလောက်တော့အလုပ်လုပ်ရလွယ်ကူသေးတဲ့ Smart Bee ပါတနာအလေးကိုဘယ်လိုလွယ်ကူအသုံးပြုရမလဲဆိုတာကိုအချက်၄ချက်နဲ့အသေးစိတ်ရှင်းပြပေးသွားမယ်အခုပဲအတူတူလိုက်ကြည့်လိုက်ရအောင်အဆင့်1 app download ဆွဲနေပထမဆုံးအနေနဲ့ဖုန်းထဲက Play Store ကိုဝင်လိုက်ပါ search bar မှာ SP ပါတနာလို့ရိုက်ရှာပြီး app ကိုအခမဲ့ download ဆွဲပြီး install လုပ်လိုက်ပါခင်ဗျာအဆင့်နဲ့ပါတနာ6လတင်ခြင်း app လေးကိုဖွင့်လိုက်တာနဲ့ပါတနာ6ထားပြီဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါအဲ့ဒီမှာမိမိရဲ့နာမည်ဖုန်းနံပါတ်လုပ်ငန်းအမည်နဲ့လိပ်စာစသည့်အချက်လက်တွေကိုမှန်ကန်စွာဖြည့်စစ်ပြီးတော့ submit တင်သွင်းခြင်းကိုနှိပ်လိုက်ပါခင်ဗျာ admin တင်ဘက်ကအချက်အလက်တွေစစ်ဆေးပြီးတာနဲ့တင့်ရဲ့ကိုယ်ပိုင်လုပ်ငန်းအကောင့်လေးကိုစတင်အသက်ဝင်ပါပြီအဆင့်3 app အသုံးပြုဖို့အသေးစိတ် app ထဲဝင်လိုက်တာနဲ့ယနေ့ဝင်ငွေ order အရေးအတွက်တင်ထားတဲ့ပစ္စည်းအရေးအတွက်နဲ့ customer တွေရဲ့ review တွေကိုတနေရာထဲမှာရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်ပစ္စည်းပြင်ခြင်းကိုယ်ဆိုင်ကဝန်ဆောင်မှုတွေပစ္စည်းအသစ်တွေတင်ခြင်းရင်ကုန်ပစ္စည်း product တွေကိုဝင်ပြီးပုံလှလေးတွေတင်အမည်ဖော်ပြချက်နဲ့ဈေးနှုန်းဥပမာ1500ကျပ်စတာတွေကိုအလွယ်တကူဖြည့်သွင်းနိုင်ပါတယ်ပစ္စည်းလက်ကျန်ရှိမရှိကိုလည်းအလွယ်တကူအဖွင့်အပိတ်နဲ့လုပ်နိုင်ပါတယ်ခင်ဗျ order နဲ့ QR စနစ်ဝင်လာတဲ့ order တွေကိုအမှားသားများစာမျက်နှာများအလွယ်စနစ်တကျစီမံနိုင်ပါတယ်လိုအပ်ရင် QR code တွေကို app ထဲကနေတိုက်ရိုက်စကန်ဖတ်နိုင်တဲ့စနစ်တွေပါဝင်ပါတယ်အဆင့်၄ order လက်ခံပုံနဲ့ငွေပေးချေမှုစနစ်ဒါကတော့အရေးကြီးဆုံးနဲ့လုံးဝစိတ်ချရတဲ့ငွေပေးချေမှုအဆင့်ပဲဖြစ်ပါတယ်ခင်ဗျာ customer ဘက်က order တစ်ခုတင်လိုက်တာနဲ့တင်ဖုန်းစီကိုချက်ချင်း note လာပါမယ်ပါတနာကအဲ့ဒီ order ကိုစစ်ဆေးပြီးလက်ခံမလားညင်းပယ်မလားရွေးချယ်ပေးရပါမယ်ပါတနာကလက်ခံပြီးဆိုရင် customer ဘက်က order ကိုအတည်ပြုဖို့ confirm ဖြစ်ဖို့ deposit 30ကို admin team စီအရင်သွင်းရပါမယ် deposit ဝင်ပြီး confirm ဖြစ်တဲ့အခါကျန်တဲ့ငွေပပနာ 70% ကိုပါတနာစီ user ဘက်ကလွှဲပေးရမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒီလိုရောက်လာမှလိုအပ်တဲ့ဝန်ဆောင်မှုတွေကိုစတင်လှုပ်ဆောင်ပေးရမှာပါအထူးသတိပြုရန်အချက်တစ်ခုရှိပါတယ်2000ကျပ်အောက်တန်ဖိုးရှိတဲ့ order တွေဆိုရင်တော့ကျန်တဲ့ 70% ကိုပစ္စည်းရငွေရှိ COD စနစ်နဲ့မဖြစ်မနေလက်ခံပေးရပါမယ်ငွေရှင်းတဲ့ order တစ်ခုအောင်မြင်စွာပြီးဆုံးသွားတိုင်း admin ဘက်ကကင်ထားတဲ့ deposit 30တွေကနေ platform ဝန်ဆောင်က 5% ကိုနှုတ်ပြီးကျန်တဲ့ 25% ကိုပါတနာရဲ့ဘဏ်အကောင့်တွေကိုတနေ့တခါ daily မှန်မှန်လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်ခင်ဗျစနစ်ကြပြီး
ကိုယ့်လုပ်ငန်းအတွက်ဝင်ငွေလဲတိုးအလုပ်လုပ်ရတယ်လဲလွယ်ကူစေမဲ့ Smart Fit app လေးနဲ့အခုပဲလက်တွဲလိုက်ကြပါအခက်အခဲတစုံတရာရှိပြီဆိုရင်လည်း24/7 customer service ရှိတဲ့အတွက်ဘာမှစိတ်ပူကြမလို့အပ်ပါဘူး။ချောင်းစာနယ်ငွေဆိုင်ကစီးပွားရေးလုပ်ငန်းရှင်တိုင်းစီးပွားရေးတွေ DA လို့တိုးပွားပြီးအလုပ်ကိုင်တွေရှင်နှံကြပါသည်ခင်ဗျာ။အားလုံးပဲချောင်းတော်ရမှာတွေ့ကြရအောင်။